သားကျောင်းလောက်ကမပေးရသေးဘူးနော်မပေးရမရဘူးနော်ကျောင်းဆက်မတက်နေတော့တအခုပတ်စံရှာနေတာပါနေရမိဘတွေကပတ်စံကိုထပ်တော့တတိုင်းတော့ပို့နေပါတယ်ဒါပေမဲ့ဒါတန်းတော့ရှိပါလားဒါအဲ့ဒါဆိုရင်နောက်တစ်ပတ်ဆိုပေးရမှာနော်နောက်တစ်လဆိုပေးတော့အခုတစ်လပဲအချိန်ပေးတော့မယ်ဟုတ်ကဲ့ပါကျောင်းကြီးဆရာကြီးရဲ့အားလုံးမတည့်ရဲ့ဆရာကြီးကိုနောက်ဆက်ကြည်စားဟူးရဟန်တော်မီစီရဟူးနဲ့ဟန်တော်မီမင်္ဂလာပါဆရာကြီးမင်္ဂလာပါကျေးဇူးတင်ပါတယ်ဆရာကြီးတားတို့တားခွေပြပါငါအတန်းနောက်ကျနေပြီကျောင်းကြီးကလာခိုင်းလိုက်တာငါနဲ့နောက်ချက်ပဲမဆူတော့ပါဘူးကျောင်းကြီးအမိတ်ဆိုတော့ဒီကစာသင်နေပါတယ်စာရေးတော့ပါတားတော့ကြီးအခုတော့မနေ့ကပေးလိုက်တဲ့ရနဲ့မနေ့ကပေးလိုက်တဲ့ရနဲ့ဘရုံးနဲ့ကြလေးကိုအားလုံးယူဆိုကြည့်ရအောင်ရလေးဘတ်တော့ရွှေစပယ်ရေခမ်းနဲ့ဇလက်ကစီစဝါတေရနဲ့ချာလေကျူငယ်လားလေညာကဆူရောပိုးဝင်းညာတက်ချူလို့လူတို့ပဲတည်ဆောင်သွားတဲ့ကြားတဲ့ဘတ်တော့အညီမသိစားဆုံးဟုတ်တယ်တားလို့တော့တဲ့ဟေးခေါင်းမအိတ်တဲ့ကောင်ရင်နောက်တစ်ခါရုံးကခေါ်မယ်ဒါလေးတိုင်းစော့နေရဒီနေ့အင်္ဂလိပ်ကိုတော့ဒီနေ့စာကိုတော့တေချာလို့နော်ကြားတဲ့ဘယ်တော့စကန်ကြီးပေးလိုက်မယ်ကြားတဲ့ဘယ်တော့စကန်ကြီးစပယ်ပန်းဇလက်ပန်းပြီးတော့စီစဝါပန်းရင်ကမပေါ့ဇလက်ပန်းရေခက်ပန်းဇလက်ပန်းစီစဝါပန်းညာသည်တိကျမွေးချိုင်နေပါသည်လေငင်းကလေးညာသည်ညင်ညပန်းဝီညာကိုစောက်ယူကထိုပန်းကလေးညာပတ်ဝန်းကျင်အခုဆရာအတိခေါ်ပြီးွားရင်တော့မနှက်ဖက်ကြရေထောက်ခေါ်ပဲဆရာတော့ white board မှာရေးလိုက်တယ်ကွာမနှက်ဖက်ထောက်ခေါ်မှာမဟုတ်တော့ဆရာလည်းမေ့သွားတာ sorryဟာတခြားကြောင်းသားတယ်အတန်းတယ်ဟဲ့နင်ကဘာလို့ခေါင်းမအိတ်နေရလဲငါခိန်းနေစော့ထားလို့ညာခိန်းနေစော့တာငါဆရာလည်းတိုင်ဦးမှာမလုံးနဲ့တော့မင်္ဂလာပါဆရာမကျေးစားဟုတဲ့ဟန်နွာမီအရာစီယာဟုတဲ့ဟန်နွာမီမင်္ဂလာပါဆရာမမင်္ဂလာပါသားတို့သမီးတို့ရေကျေးဇူးတင်ပါတယ်ဆရာမအခုတေပေးတင်ငန်းစာအင်္ဂလိပ်ပဲကြည့်ပါတယ်အခုလိုင်းကိုဘယ်လိုပေါင်းလဲဆိုတော့ဆရာမမီးနေရေးပေးပါတုံးခလိုက်ရေးပါပြီးတော့အင်္ဂလိပ်မီးနေချစ်အင်္ဂလိပ်စာတွေကိုလည်းကြက်လာပါအခုမမေးသေးပါဘူးနောက်တစ်ဖက်မေးမှာပါရှေ့အခုလပတ်ကိုပေါင်းကြည့်ပါဦးဆရာမမေးတော့မယ်အခုမစောင့်နိုင်တော့တဖွဲ့လုံးမရဘူးကွာတရားမှမကြက်လောက်ထင်တယ်တားတော့မရွာတော့ပါစေချင်မပေးနဲ့နောက်တစ်ခါထိုင်တာအခါတရားလောက်ရမယ်ဟုတ်ကျောင်းစေတော့အခါနီဒီအင်ဂျင်သွားပါလေဒါပေမဲ့အောင်ရှိတယ်ဟာငါကျောင်းဆင်းနေပြီကျောင်းကဆေးသွားပြီစိတ်ညစ်လိုက်တာပတ်စံမရှိပါဘူးငါဗရမဆိုင်မှာလုံးမရမယ်ဒါတော့တရေကမဟုတ်တဲ့လူသက်သမားကပဲကြည့်ပါတယ်
ဆိုင်ရှိကြီးဦးလေးကြီးတစ်စိမ့်လောက်ပါခင်ဗျာဒီညမှာလေစားတောက်ဆိုင်ရှိတာအကောင်းဆုံးစားတောက်ဆိုင်တွေကဆိုင်ကိုအဘလမ်းညိုလို့ရတာဦးလေးရတယ်အကချေပြီးကစားတောက်ဆိုင်အောင်မအလုပ်လုပ်တလောက်လာစားတသိန်းတော့ပေးတယ်လာစားတသိန်းတော့ပေးတယ်ဟုတ်အော်အဲ့ဆိုကျွန်တော်တို့ကြားရတယ်တသိန်းပဲတောင်းတာအော်မေးရတော့ကြွပြီပဲတသိန်းနဲ့တသိန်းနှစ်သိန်းတော့ပေးရတော့အဆိုင်ကဘောစီပဲဟုတ်လားအဲ့ဆိုကျွန်တော်တွားလို့မယ်နော်အေးမင်းကစစ်တနာကြီးနဲ့လောက်လိုက်တာဦးလေးရောဆိုင်ကဝင်နှမ်းမရှိဘူးလားရှိတယ်ညမနက်ကလာမှအခုမလာအောင်တဲ့ဟောအေးငါတွားလိုက်မယ်နိုင်ကျွန်တော်အခုအလုပ်လာလောက်တာပါဟုတ်တာအဲ့ဒါဆိုရင်မင်းကိုဝေတာဝတ်စုံနဲ့မင်းကိုငါကဝေတာခတ်လိုက်ပြီအဲ့ဒီချေဗီကစားတောက်ဆိုင်မှာမင်းတေချာကြည့်စေရမယ်ညနေကြောင်းလောက်တာနဲ့ဒီကိုတန်းလာဟုတ်အလုံးလေးလုပ်ပြီးတာလုပ်ဘူးပါလေတခါတော့ကပဲပလတ်စတစ်စိတ်အောင်ပါအေးအဲ့ဆိုမင်းအတွေ့အကြုံရှိရလူပဲချေရမယ်အဲ့ဆိုသွားပြန်တော့ဟုတ်ကဲ့ပါမနေ့ကအလုံးစားဆင်းလို့ရပြီဟုတ်ဒါလူမကြီးကကြိုက်ပြီအလုံးပဲတတာ